ကနေညာဘယ်ကိုသွားရမှန်းမသိတော့တဲ့အချိန်ဘယ်ကိုသွားမလဲဒူးထောင်လိုက်မှအဖြေကိုမြင်လိုက်ရတယ်ကိုတော့စီစကားပြောတာဟာအလင်းပဲကိုတော့တပါးတည်းကိုပဲမြဲမြဲစုပ်ကိုင်မယ်ဒီလောကကြီးပြည့်စည်နေလဲမကြောက်ဘူးစူတောင်းတဲ့ဟာငါရဲ့လမ်းပြချေပဲမုန်တိုင်းနဲ့မှခိုင်ခိုင်မမတ်ရန်နေမယ်ကိုတော့ရှိတယ်လူတွေကတော့ကိုကြိုးတွက်ပြေးလွှားနေကြအမောင်ထဲမှာလမ်းမနေတဲ့သူတွေအများကြီးငါကတော့အမှန်တရားပဲရက်တည်မယ်ခက်ခဲလေးလေးပို့ပြီးတော့ယုံကြည်လေးပဲယုံကြည်တယ်ဒီနှလုံးသားရဲ့ငြိမ်သက်ခြင်းတွေပြည့်ရှံလို့ကိုတော့တပါ